မလို့လွယ်ပြီးတော့စကားလုံးလေးအတစ်တစ်ခုပေါ့နော်ဒါကတော့可以ဆိုတဲ့စကားလုံးလေးကတည်ပြီးကြပဲရတယ်ပြီး是ဆိုတာဟုတ်တယ်အဲ့နှစ်ခုကိုပေါင်းလိုက်တဲ့ချိန်ကျရင်ဒါပေမဲ့ဆိုတဲ့စကားလုံးလေးထွက်လာတယ်အဲ့ဒါလေးကတော့可是ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါဆိုရင်可是ကဒါပေမဲ့တို့တော့နမူနာစာကြောင်းနဲ့ကြည့်ကြမယ်သူတွားချင်တယ်ဒါပေမဲ့အချိန်မရှိဘူးဒါဆိုရင်他想去可是没时间နောက်တစ်ခုဒီဟင်းကအရန်စားကောင်းတယ်ဒါပေမဲ့လည်းနည်းနည်းတော့ဆက်တယ်ဒါဆိုရင်ဒီဟင်းကစားကောင်းတယ်ဆိုတော့这道菜很好吃好吃可是有点辣ဟုတ်ပြီနောက်တစ်ခုကကြတော့我的包包在这ငါရဲ့ပတ်စံအိတ်ကဒီမှာ可是包里没有钱ဒါပေမဲ့အိတ်ထဲမှာတော့ပတ်စံမရှိဘူးနောက်တစ်ခုကကြတော့我会说汉语ငါတရုတ်စကားပြောတတ်တယ်可是说的不太好ဒါပေမဲ့ပြောတာမကောင်းဘူးဒါဆိုရင်ဒီ可是လေးကကြတော့ဝါကျနှစ်ခုစကားပြောနှစ်ခုကိုအလယ်မှာဆက်ပြီးတဲ့ဖြစ်ပါတယ်可是နဲ့လည်းတစ်ချက်သုံးကြည့်ကြပါနော်